မငယ်တဲ့အောင်သင်ခန်းစာနှစ်ဗီဒီယိုကနေပြီးတော့မှအားလုံးကိုပြန်ပြီးတော့မှကြိုဆိုပါတယ်ကျမတို့ပထမသင်ခန်းစာမှာမွန်ပြီး35လုံးရှိတယ်ဆိုပြီးတော့မှလေ့လာသွားရတာဖြစ်တယ်ဒီနေ့ကဒီဗီဒီယိုကသင်ခန်းစာနှစ်အတွက်ဖြစ်ပါတယ်သင်ခန်းစာနှစ်ကိုမွန်လို့ခွန်ပတွန်ဘာဖြစ်ပါတယ်ရမ်ဆိုင်ဆာအတန်ပေါ်ရမ်ဆိုင်ဇိုင်းအတန်လေးဖြစ်ပါတယ်ဖဒတ်ရုပ်ဖတ်တာဖြစ်တယ်အကွန်ပြောပထမကြဟပေါ်မေပထမပြီးတွဲ16နှလုံးရှိတာဖြစ်ပါတယ်သူတို့တွေကကခကြချတထဒနာတထပဖစဟလပအဆိုပြီးတော့မှဖြစ်ပါတယ်ဆိုတော့နောက်ထပ်ပြီးတွဲတွဲကဟကွန်းပြောဒုတိယကြောကြမေဒုတိယပြီးတွဲ18လုံးရှိပါတယ်ဂေခဲငယ်ဂျေချဲငယ်ထိုင်ဒေထိုင်နေဘေဖိုင်မေယေရဲလေဝဲဆိုပြီးတော့မှရှိပါတယ်ဒီနောက်ထပ်ပြီးတဖွဲကကြတော့အတန်2မျိုးစလုံးထွက်လို့ရတဲ့ပြီးဖြစ်ပါတယ်သူတို့က8လုံးရှိပါတယ်ပြောရမ်ဆိုင်တော့ဘာကူကမ်ဘလိုင်းဟကြမေငေငါညေညနေနာမေမယေယရေရလေလာဝေဝဆိုပြီးတော့မှဖြစ်ပါတယ်ကျမတို့မွန်စာမှာဆိုလို့ရှိရင်ပြီး35လုံးရှိတယ်အဲ့ထဲမှာပထမအတန်နဲ့ထွက်တဲ့ပြီးအတန်ပေါ့ပြီးလို့ခေါ်တဲ့ပြီးတွဲက19လုံးရှိတယ်ဒုတိယပြီးတွဲအတန်4ပြီးတွဲလို့ခေါ်တဲ့ပြီးတွေက18လုံးရှိတယ်ပြီးတော့မှဒီပြီးရှစ်လုံးကကြတော့ကျမတို့အတန်ပေါ့အနေရောအတန်လေးနဲ့ရောထွက်လို့ရတာဖြစ်တယ်ဒါတွေကိုဘယ်လိုမျိုးထွက်မလဲဆိုတဲ့အရာမှာကျမတို့မွန်စာကိုအကျွမ်းဝင်လာသည်နဲ့အမျှကျမတို့ကခွဲခြားနိုင်မှာဖြစ်တယ်ဒီသင်ခန်းစာမှာကကျမတို့ကဘယ်ပြီးကဘယ်အတန်ဖြစ်တယ်ဘယ်ပြီးကတော့အတန်လေးဖြစ်တယ်ဆိုပြီးတော့မှကျမတို့ကွဲပြနားလည်ထားမယ်ဆိုလို့ရှိရင်နောက်ထပ်သင်ခန်းစာကကျမတို့အတွက်လွယ်ကူမှာဖြစ်ပါတယ်ဆိုတော့ဒီသင်ခန်းစာဒီဗီဒီယိုကဒီလောက်မှာပဲရပ်ပါမယ်ကျမတို့နောက်သင်ခန်းစာမှာပြန်တွေ့ပါမယ်